တက်ကပတ်စံထက်ပိုတန်မိုးရှိတယ်မိုးတဲထန်စွာရွာသွန်းနေချိန်မှာတထေးဖုံးဘက်ကပစ္စည်းမရရင်ဒဏ်ကြေးရိုက်မယ်လို့ချင်းချောက်နေပေမဲ့ကျိုးတစ်ချွန်းဂျူရှစ်ချွန်းကတော့စီကံအတိုင်းမိုးမတိတ်မချင်းတောင်ပေါ်မတက်ဖို့ပြက်ပြက်တသားတားဆီးထားပါတယ်ဒါပေမဲ့စရန်ငွေနှစ်ဆလျော်ရမှာကိုကြောက်လန့်နေတဲ့ဝူမီသားစုရဲ့မိုက်ယူရဲတွေကတော့ရော်ကြီးပေးရတာကအသက်ပေးလိုက်ရတာထက်တာပါတယ်ဆိုတဲ့သတိပေးစကားကိုလစ်လူရှုပြီးအန်ရဲ့ဆိုးကြီးစီကိုအတင်းတိုးဝင်သွားကြပါတော့တယ်မိုးရေတွေကြောင့်ချုံမွေ့နေတဲ့ကြောက်ဆောင်တွေနဲ့ရွှဲဆူနေတဲ့ကျိုးတွေဟာသူတို့ရဲ့အသက်ကိုနှုတ်ယူဖို့စောင့်ဆိုင်နေမှန်းသူတို့မသိခဲ့ကြပါဘူး။ဂူဝကိုရောက်ခါနီးအချိန်မှာတော့လောဘဇောနဲ့တက်လာခဲ့တဲ့သူတို့အတွက်ငရဲတကားကြီးပွင့်သွားခဲ့ပါပြီ။ကူကြပါဦး။ငါ့ကိုဆွဲပါဦးဆိုတဲ့အသက်လူအော်ဟစ်တန်တွေဟာတဲထန်စွာရွာသွန်းနေတဲ့မိုးရေဆက်တွေကြားမှာပျောက်ကွယ်လို့သွားခဲ့ပါတယ်။တောင်တက်သမားတွေအတွက်တော့တောင်ဟာဖျားเจ้าတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီနေ့တော့ဒီတောင်ဟာလူသက်ကွင်းတစ်ခုဖြစ်သွားခဲ့ပါပြီ။အသက်အန္တရာယ်ကြားမှာရုန်းကန်နေရတဲ့သူတို့ရဲ့ဇလန်းကိုကြည့်လိုက်ရအောင်ရှီချွန်းနဲ့တန်ဂျင်တို့တောင်ပေါ်တက်သွားချိန်မှာပဲမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မူချန်ချန်းတယောက်6ကန်းပါရံမှာတွဲလောင်းကျနေပြီးသူ့ရဲ့ကြိုးကပြက်လူနီးပါဖြစ်နေပါပြီ။သူလှုပ်ရှားလေလေကြိုးကပိုပြက်လွယ်လေးလေးပါပဲ။ကျိုးချစ်ချွန်းကအပေါ်ကနေအသက်လူပြီးကဲတင်ဖို့ကြိုးစားနေပါတယ်။ငါကြိုးကိုကင်ထားငါဆင်းသွားပြီးအရန်ကျိုးနဲ့သူ့ကိုဆွဲတင်မယ်လို့အမိန့်ပေးလိုက်တယ်။ကြောက်ရွံ့မှုတွေကြားထဲကပဲသူတို့နှစ်ယောက်ဟာအသက်ကိုလောင်းကြီးထပ်ပြီးကြောက်ဆောင်ကိုဖတ်တွေ့ထားရပါတယ်တဲ့ဒါပေမဲ့ကယ်တင်ရေးလုပ်ငန်းစဉ်မှာပဲသူတို့အချင်းချင်းအပြစ်တင်စကားတွေစတင်လာကြတယ်မင်းမသားထားတဲ့လမ်းကြောင်းကြောင့်သာအခုလိုဖြစ်ရတာဆိုပြီးတယောက်ကိုတယောက်အပြစ်ပုံချနေကြပါတယ်ရာသီဥတုဆိုးရွားနေချိန်မှာတောင်တက်ဖို့ဘသူကဖိအားပေးခဲ့တာလဲတောင်ထိပ်ပေါ်ကဒီအဖြစ်ဆိုးဟာမတော်တဆမှုလားဒါမှမဟုတ်တယောက်ရဲ့ကြံစည်မှုလားတောင်ပေါ်မှာဒဏ်ရာရခဲ့တဲ့အဖြစ်ဆိုးအတွက်ရွာသားတွေနဲ့ဦးအိမ်တော်သားတွေကြားညှင်းခုန်မှုတွေပောက်ကွဲထွက်လာခဲ့ပါတယ်။မင်းတို့သာဘေးကင်းတဲ့လမ်းကြောင်းကိုဖုံးကွယ်မထားရင်ငါသားအခုလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးအဖြစ်တင်ကြတော့တာပါ။စစ်မှန်တဲ့လမ်းကြောင်းပြမြေပုံဟာကြေးရွာရုံမှာကတ်ထားတာခွဲလောက်ရှိနေပါပြီ။မိုးရွာရင်အန္တရာယ်ရှိလို့ကျိုးနှချောင်းသုံးရမယ်ဆိုတာအတိလင်းရေးထားတာပါ